ဒီ K-pop idol ကောင်မလေးကိုထိုင်ဝမ်ရဲ့ဒိုင်ယာနာမင်းသမီးလို့တင်စားနေကြပါတယ်။သူမရဲ့အလှကြောင့်တရုတ်နဲ့ထိုင်ဝမ်အကြီးအကျယ်ကြောက်ကစားဖြစ်ပူးတာရောသိပါသလားရှင်။သူမကနည်းနည်းရတော့မဟုတ်ပါဘူး။ JYP Entertainment ကမွေးထုတ်ပေးလိုက်တဲ့ကဘာကျော် Twice အဖွဲ့ဝင်ဂျူဝီဖြစ်ပါတယ်။အဖွဲ့ထဲမှာအငယ်ဆုံးလေးဖြစ်ပြီး16နှစ်နဲ့ပွဲဥထွက်နိုင်ခဲ့ပါတယ်။ငယ်အားလေးငယ်တွက်ကလည်းတွက်အဖွဲ့ထဲမှာအလှဆုံး visual လေးဖြစ်တာမို့နေ့ချင်းညချင်းသူမရဲ့ဂုဏ်သတင်းရောပရိသတ်အင်အားရောကြီးထွားလာခဲ့ပါတယ်။ဖြစ်ချင်တော့2016ခုနှစ်မှာ Korea Variety Show တစ်ခုမှာသူမရဲ့မွေးရမြေကိုစားပြုထိုင်ဝမ်အလံကိုဝှေ့ရမ်းပြမိခဲ့ပါတယ်။အဲ့ဒါကိုတရုတ်ပြည်မကြီးကဂျူဝီဟာကမ္ဘာကိုထိုင်ဝမ်ဟာတရားဝင်နိုင်ငံဖြစ်ကြောင်းသတ်မှတ်ပြတာလားဆိုပြီးပုံကြီးချက်ကအမျိုးသားရေးလှုံ့ဆော်ပါတော့တယ်။ဒါကြောင့်တရုတ် fan base တွေကနှုတ်ထွက်ကုန်ကြပြီး Twice အဖွဲ့လှုပ်ရှားမှုတွေဟာတရုတ်မှာဘန်ခံလိုက်ရပါတယ်။အကျိုးဆက်အနေနဲ့ JYP Company share တွေကထိုးဆင်းကုန်ပါတော့တယ်။တရုတ်နဲ့အရှိမဖြစ်ချင်တဲ့ကိုရီးယားက JYP ဟာကျူဝီကိုကင်မရာရှေ့မှာတရုတ်ဘာသာနဲ့သူမရဲ့လုပ်ရက်ကမှားကြောင်းတောင်းပန်စကားပြောတဲ့ဗီဒီယိုရိုက်ကူးခိုင်းခဲ့ပါတယ်။ပြည်မတရုတ်တွေကကျင်းတဲ့တလူလူရှိသွားပေမဲ့ထိုင်ဝမ်ပြည်သူတွေကအရန်စိတ်ဆိုးပြီးမျိုးချစ်စိတ်တဲ့သွေးတွေကြွကုန်တော့ပါတယ်။ဘလောက်တောင်လဲဆိုရွေးကောက်ပွဲနိုင်ငံရေးလှုပ်ရှားမှုမှာချိုင်းနာကကျူဝီကိုအနိုင်ကျင့်ခဲ့တဲ့ဒါမျိုးညင်ခံနေတော့မှလားဆိုတဲ့ဆိုင်းပုတ်တွေပါဖြစ်ကုန်သွားတော့တယ်။ကျူဝီအဖြစ်ကလည်းရိုးရိုးသားသားသူမနိုင်ငံအလံလေးလွှတ်ယုံနေကိုဒီလောက်ထိဖြစ်သွားလိမ့်မယ်လို့တွေးမထင်ထားခဲ့ပုံပါပဲ။အေယုံမပြန်ဖြစ်တော့ပါဘူး။အမှုပညာလှူရှားမှုတွေဆက်လုပ်နေရပေမဲ့အဖွဲ့ထဲမှာစကားအရန်နဲ့အရန်အေးသွားပြီးပွဲအခမ်းအနားတွေမှာစကားပြောရမှာဆိုတော်ရုံတန်ရုံမပြောတော့ပါဘူးဘလောက်ပဲအေးအဲ့ဒီလိုငြိမ်စိမ့်တဲ့အလှကူမှကြိုက်တယ်ဆိုရဲပရိသတ်တူကြီးကြောင့် TC ကလန်ဒါမှာဂျူဝီယာ2019ခုနှစ်ရဲ့ကမ္ဘာအချောဆုံးကောင်းမလေးအဖြစ်နံပါတ်1ချိတ်ခဲ့ပါတယ်ယောက်ျားလေးတိုင်းရဲ့ Dream Girlfriend စီးရင်ထဲမှာလည်းအမြဲပါပါတယ်သူမအလှဟာသတင်းတောက်တွေတောင်ကင်မရာတေချာမကင်နိုင်ပဲငေးယူရတဲ့အလှဖြစ်နေလို့ပါပဲမိန်းကလေးပရိသတ်တွေလည်းများပြီး2025ခုနှစ်ရဲ့ Victoria Secret ဖြောပြမှုမှာသူမဝတ်ခဲ့တဲ့ bra တွေဆိုရင် install ပြက်လက်တဲ့အထိရောက်အောင်ကောင်းခဲ့ပါတယ်။ဂျူဝီဟာထိုင်ဝမ်နိုင်ငံရဲ့ first and only K-pop idol လေးဖြစ်ဒီလိုဂုဏ်ပုတ်တွေလည်းရှိတာကြောင့်ထိုင်ဝမ်လူမျိုးတွေကအရန်ချစ်ပြီးဂုဏ်ယူကြပါတယ်။ဒါကြောင့်အခု2025ခုနှစ်ဆယ်စုနှစ်ရာစုတစ်ခုကြာမှာထိုင်ဝမ်မှာလုပ်မဲ့ Twice concert ပွဲကြောင့်အိမ်ပြန်လာနိုင်ခဲ့တဲ့ဂျူဝီကိုလေစိတ်မှာကွဲလုံးပြည့်မီဒီယာတွေရောပရိသတ်တွေရောကြိုဆိုခဲ့ကြပါတယ်။လမ်းဘေးဝဲရမှာလည်းသူမပုံပိုစတာတွေကအပြည့်ပါပဲ။ထိုင်ဝမ်သတင်းမှန်သမျှဂျူဝီရဲ့အိမ်ပြန်ခရီးကိုဝေဆဆာဖော်ပြခဲ့ပြီးထိုင်ဝမ်ကုံဆောင်လို့တောင်နာမည်တက်ထားကြပါတယ်။ Twice concert လုပ်ခဲ့တဲ့ကွင်းဟာဆိုရင်လည်းထိုင်ဝမ်မှာအကြီးဆုံးနိုင်ငံတော်အဆင့်ကွင်းကြီးဖြစ်ပြီး Twice ကိုအရင်ဆုံးကျင်းပခွင့်ပေးခဲ့တာပါ။လက်မှတ်တွေဟာခဏလေးနဲ့စိုးအောက်ကုန်လို့ကွင်းပြင်ပမှာတော့လူတွေအပြည့်ရှိနေခဲ့ပါတယ်။နေပူပူမိုးရွာရွာဈေးရောက်မပြတ်တဲ့လမ်းဘေးဈေးတွေကအစားဆိုင်ပိတ်ပြီးဂျူဝီကိုတကူးတကတွားကြည့်ကြတယ်လို့သိရပါတယ်။ဒါကိုကြည့်မယ်ဆိုရင်ဂျူဝီကိုထိုင်ဝမ်ရဲ့ K-pop idol ဆိုတာတဲ့မင်းသမီးလေးတစ်ယောက်အိမ်ပြန်လာတယ်လို့နှွေးထွေးမှုအပြည့်နဲ့ကြိုဆိုခဲ့ကြတာပါ။ဒါကြောင့်လည်းထိုင်ဝမ်ရဲ့ Diana Princess လို့တင်စားကြတာဖြစ်ပါတယ်။လွန်ခဲ့တဲ့10နှစ်တရုတ်ရဲ့ဩဇာပေးလွှမ်းမိုးမှုကိုခံခဲ့ရတဲ့ဂျူဝီကိုအခုထိုင်ဝမ်ကတောင်းဖြဖြကြိုဆိုပေးနိုင်ခဲ့ပါပြီ။တရုတ်ကိုဖားခဲ့တဲ့ကိုရီးယားက JYP လည်းအခုတော့ K-pop ပရိသတ်အင်အားအရန်များတဲ့ထိုင်ဝမ်ကိုပြန်ဖားနေရပြီပဲဖြစ်ပါတယ်။ဒါကြောင့်နိုင်ငံရေးမှာအမှုပညာရှင်တွေရဲ့ soft power တတောင့်တနေရာမှာပါဝင်နေတာဖြစ်ပါတယ်။ဥပမာ K-pop ကိုနိုင်ငံတွင်းမှာနားမထောင်ရဘူးလို့ဘန်ထားတဲ့ကင်ဂျုံဝမ်ဟာသူကိုယ်တိုင်ပဲတောင်ကိုရီးယားကအဆိုတော်အဖွဲ့ကိုအခမ်းအနားနဲ့ကြိုဆိုဖျော်ဖြေခိုင်းခဲ့ပူပါတယ်။သတင်းအပြည့်စုံကိုဆက်သိချင်ရင်တော့ channel လေးထဲမှာပဲတင်ထားပါတယ်။ကြည့်ရှုပေးကြပါအောင်ရှင်။